ဉာဏ်ပညာတစ်ခုတည်းနဲ့လူဖြူတွေရဲ့ဗန်ကြီးတစ်ခုလုံးကိုဝယ်ယူပြီးစနစ်ဆိုးကိုတော်လှန်ခဲ့တဲ့လူမဲစီးပွားရေးလုပ်ငန်းရှင်2ယောက်ရဲ့တကယ်ဖြစ်ရမှန်တပိုင်းကဇလန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စမဲတွေကိုဖိနှိပ်ထားတဲ့ကာလအသက်10နှစ်အရွယ်လူမဲကောင်လေးဘာနက်ကာရက်ဟာဖက်နှက်တိုက်ရင်လူဖြူစီးပွားရေးသမားတွေရဲ့စကားတွေကိုမှတ်စုစာအုပ်ထဲလှုပ်ဝက်ကူးယူပြီးတင်းချာတဲ့ဗန္ဒာရေးပညာကိုစိတ်ဝင်စားခဲ့ပါတယ်1954ခုနှစ်မှာအရွယ်ရောက်လာတဲ့ဘာနက်ဟာဇနီးဖြစ်သူဦးနစ်နဲ့အတူမြို့ကြီးကိုပြောင်းရွှေ့လာပြီးအိမ်ချမ်းမြေလောကထဲခြေစုံပြုတ်ဝင်ပါတယ်သူဟာလူမဲတွေနေထိုင်ခွင့်မရတဲ့လူဖြူရက်ကွက်တွေကအဆောက်အုံတွေကိုဝယ်ယူပြီးလူမဲတွေကိုပြန်လည်ငှားရမ်းဖို့အိမ်မက်ရှိခဲ့ပါတယ်ဘာနက်ဟာစွမ်းရည်ရှိပေမဲ့လူမဲဖြစ်နေလို့လူဖြူတွေကစာချုပ်မချုပ်ချင်ကြပါဘူး။ဒါကြောင့်သူဟာစိတ်သဘောထားကောင်းတဲ့လူဖြူအိမ်ချမ်းမြေပိုင်ရှင်ပက်ကနဲ့လှုပ်ဝက်ပူပေါင်းပြီးအိမ်တွေအများကြီးကိုအောင်မြင်စွာဝယ်ယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲပက်ကရုတ်တရက်ကွယ်လွန်သွားပြီးပက်ကဇနီးကဘာနက်ရဲ့ရှယ်ယာတွေကိုသိမ်းယူဖို့ကြိုးစားပါတဲ့အကြက်တဲတွေ့နေတဲ့ဘာနက်ဟာကလပ်အသင်းပိုင်ရှင်လူမဲတထေးကြီးဂျိုးမော်ရစ်နဲ့မိတ်ဖက်ဖွဲ့လိုက်ပါတယ်။ဂျိုးဟာလောကအမြင်ရှိပြီးရဲရင်သူဖြစ်လို့ဘာနက်ရဲ့စီမံကိန်းတွေကိုငွေကြေးစိုက်ထုတ်ပေးခဲ့ပါတယ်သူတို့နှစ်ယောက်ဟာလူဖြူတွေရဲ့အရှိမထွက်ပြီးစီးပွားရေးလုပ်ဖို့အတွက်အလုပ်ကျန်းသမားလူဖြူလူငယ်လေးမက်တီစတိုင်ကိုငှားရမ်းလိုက်ပါတယ်ဘာနက်နဲ့ဂျိုးတို့ဟာမက်တီကိုကောက်တီးရိုက်နီထမင်းစားစပွဲစီးကန်းတွေကအစဗန္ဒာရေးတင်ကြတွေထိတထေးတယောက်ဖြစ်အောင်တည်တည်ချာချာရပ်ပေါင်းများစွာတင်နန်းပေးခဲ့ပါတယ်မက်တီဟာသူတို့ရဲ့ရုပ်သေးယူပဖြစ်လာပြီးသူတို့ကတော့နောက်ွယ်ကနေညွှန်ကြားပါတယ်သူတို့အဖွဲ့ဟာမက်တီကိုရှေ့တန်းတင်ပြီး Los Angeles ရဲ့အချက်ချကျတဲ့အထက်3မြင့်တဲ့ Bankers Building အဆောက်အုံကြီးကိုဝယ်ယူခဲ့ပါတယ်။ထို့နောက်ဘာနက်ဟာသူ့ရဲ့ဇာတိတက္ကဆက်မြို့မှာရှိတဲ့လူမဲတွေကိုချေးငွေထုတ်မပေးတဲ့ဘဏ်ကိုကလစ်စားချေဖို့ Main Street Bank ကိုပါထပ်မံဝယ်ယူပြီးလူမဲတွေကိုစီးပွားရေးချေးငွေတွေစတင်ထုတ်ပေးခဲ့ပါတယ်။ဘာနက်နဲ့ဂျိုးတို့ခီးသွားနေစဉ်ဘဏ်အလုပ်တွေကိုမက်တီတယောက်တည်းလွှဲပြောင်းလုပ်ကင်ရာကနေအကျင့်မကောင်းတဲ့စစ်ဆေးရေးမှုတယောက်ရဲ့ထောင်ချောက်ထဲမိသွားပါတယ်။မက်တီဟာကြောက်လန့်ပြီးဘာနက်တို့ရဲ့လှုပ်ဝက်ချက်တွေကိုအစိုးရစီဖွင့်ပြောလိုက်တဲ့အတွက်ဘဏ်လုပ်ငန်းပြည့်ညက်ချက်ကိုချိုးဖောက်မှုနဲ့အစိုးရကဘဏ်ကိုချိတ်ပိတ်ပြီးဘာနက်နဲ့ဂျိုးတို့ကိုဖမ်းဆီးလိုက်ပါတော့တယ်1965ခုနှစ်မှာဘာနက်ဟာအမေရိကန်အထက်လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မတီအရှိမထွက်ဆိုရပါတယ်သူဟာပြစ်ဒဏ်ကနေလွတ်မြောက်ဖို့လိမ်ညာရမှာဖြစ်ပေမဲ့အမှန်တိုင်းရေရဲဝံ့ဝံ့ဝန်ခံခဲ့ပါတယ်သူကကျွန်တော်လုပ်ခဲ့တာတွေကလူမဲတွေလည်းလူဖြူတွေလိုပဲအိမ်မက်မက်ခွင့်စီးပွားရေးလုပ်ခွင့်ရှိရမယ်ဆိုတဲ့အခွင့်အရေးကိုတောင်းဆိုခဲ့တာပါလို့ပြင်းထန်တဲ့မိန့်ခွန်းနဲ့စနစ်ဆိုးကိုတော်လှန်ပြောဆိုခဲ့ပါတယ်ဘာနက်နဲ့ဂျိုးတို့ဟာဖက်ဒရယ်ထောင်ထဲမှာ3နှစ်ကြာနေထိုင်ခဲ့ရပြီးသူတို့ရဲ့ပိုင်ဆိုင်မှုအတော်များများကိုဆုံးရှုံးခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့စွန့်စားမှုကြောင့်လူမဲတွေဟာအိမ်ချမ်းမြေနဲ့ဗန်ချီငွေတွေကိုတရားဝင်ရယူပိုင်ခွင့်ရှိလာမဲ့ဥပဒေ Fair Housing Act 1968ပေါ်ပေါက်လာဖို့အဓိကတွန်းအားဖြစ်စေခဲ့ပါတယ်ထောင်ကလွတ်လာပြီးနောက်ဘာနက်နဲ့ဂျိုးတို့ဟာဇနီးဖြစ်သူဦးနစ်နဲ့အတူဘဟားမတ်စ်ကျွန်းမှာအိမ်ချမ်းမြေလုပ်ငန်းတွေဆက်လက်လုပ်ကိုင်ရင်းသူတို့ရဲ့ရဲရင်းနဲ့တမိုင်းမှတ်တိုင်ကြီးကိုဂုဏ်ယူစွာဖြင့်ဇလန်းပြီးဆုံးသွားပါတယ်